မင်္ဂလာပါကျွန်တော်ရဲ့ full scale စကားပြောပေါင်းချုပ်စာအုပ်မှာမဲ့သူတွေကျွန်တော်ဒီနေ့နောက်ဆုံးစီးရင်ကောက်တယ်မနေ့ကကျွန်တော်တို့တတုပ်ပို့ပေးဖို့ရှိတယ်ပေါ့နော်စာအုပ်တွေကကျွန်တော်တို့အမြန်ချောတွေနဲ့အိမ်ရောက်ပို့ပေးတာကားကိန်းနဲ့ယူတာလည်းရှိရယ်စာအုပ်ထဲမှာကျွန်တော်တို့ speaking grammar vocabulary အထွေထွေဘုသူတလုပ်ငန်းသုံးစသဖြင့်အကုန်ဆုံးပါပြီးတော့အလုပ်ထဲမှာကျွန်တော်တို့အင်္ဂလိပ်စကားပြောနေရတဲ့သူတွေလည်းကျွန်တော်တို့ဒီစာအုပ်လေးမှာဖတ်ပေါ့နော်လုပ်ငန်းသုံးတွေလည်းပါတယ်နောက်ကျွန်တော်တို့ကလေးတွေလည်းလေ့လာလို့ရတယ်အရန်လွယ်တယ်နောက်နေ့စဉ်သုံးတွေလည်းအများကြီးပါတယ်ကျွန်တော်တို့ဒီစာအုပ်လေးတွေလေ့လာလိုက်ပြီဆိုလို့ရှိရင်အင်္ဂလိပ်စကားပြောနေ့စဉ်သုံးလေးကောင်းကောင်းကျွမ်းသွားပြီပေါ့နော်ကောင်းကောင်းပြောတတ်သွားလိမ့်မယ်အိမ်မှာနေနေလည်းလေ့လာလို့ရတယ်စာအုပ်မှာမဲ့သူတွေကအကုန်ဆုံးချင်း6တစ်စုံယူရမယ်3တစ်စုံကစပြီးခွဲယူလို့လည်းရတယ်မှာမယ်ဆိုရင်39ခွန်ခွန်လေးလေး3ခွန်2လေး1ဘိုင်ပါ39 9ခွန်လေး1 6ခွန်2 8လေးဘိုင်ပါမှာပြီးတော့အစင်းပေးပေါ့နော်စာအုပ်တွေကကျွန်တော်တို့မှာတဲ့သူတွေများတဲ့အတွက်စင်းလေးကြိုပေးပေါ့နော်မှာမယ်ဆိုရင်ကျွန်တော်ခုနကပြောတဲ့ဖုန်းနံပါတ်လေးဆက်ပေးပေါ့တနန်းတက်မယ်ဆိုတဲ့သူတွေကကျွန်တော်တို့မကြခင်တနန်းတုတ်စဖို့ရှိရယ်ဒီစာအုပ်လေးတွေကိုအရင်မှာပြီးတော့လေ့လာပေးပေါ့နော်